togetherနေနိုင်ခဲ့ပြီမို့ကိုယ့်ဘက်ကလည်းအသားကျအောင်နေရပြီအောင်မှာပေါ့တစ်ချိန်ကခွင်လို့ချင်းတွေနဲ့ချစ်ခဲ့သလိုအခုတော့လေဆုံးလို့ချင်းနဲ့ပဲဆက်ပြီးချစ်နေပါမယ်ဘာကြုံမြတ်မှာမပါတဲ့ဒီပတ်သက်မှုသူရဲ့ရှိနေခြင်းသက်ကိုပဲတဘိုးထားမျက်နှိုးခဲ့တာဒါပေမဲ့ခွဲခွာခဲ့ရတဲ့အဲ့ဒီနေရကစားလို့သူကြောင့်တွေတွေ့